Sekai 嘿，三个，嘿三根嘿，世界，嘿辣椒嘿，老家，嘿老家嘿，辣椒，嘿古板嘿，干部，嘿干部嘿，古板，嘿大人嘿，弹牙，嘿苏巴干嘿，什么？牛，就说没看到牛。就得了笑牛呢给水没နောက်ဆုံးပေါ့အယုတ်ကလေးအယုတ်ကဆက်ဖြည်းနေကြည့်အမလေးအော်မဲသူကအရေးတဲ့ကောင်းစားနေတာတော့မလေးဟိုစီအမြကြီးလည်းဘလို့မလဲမသိပါဘူးကြီးဟောအယုတ်ကဒီဘက်မှာ你就在这搞干的，对待什么呀？
တူ ဘယ်အတူတော့အကိုနောက်တော့ကငါရေချိုးလိုက်တာ အတူ ခုနရေချိုးလိုက်လို့မလို့ ဘုံမလေး အဲ မိဘရဲ့ပေါ် ဒီပါရောဘာဖြစ်တော့ မိဘရဲ့ပေါ်မိဘရဲ့ပေါ်စာမိပါပြီအကူမေတမယ မလေး မေတမယအကူ ဟမ် သူနေချမ ဘာဖြစ်တော့ ကိုကိုနေချမ ကိုနေကြမှာရှိလို့ အော်တဲ့ပြီ အပတူနေချင်ပါ အချစ်ဆောင်နေကြဘာလဲအသားလည်းမပါဘူးပြစ်လို့လည်းမရ ဟဲ့ငါသားလေကင်တက်မှာနေငါသားကိုကင်နေလား အဲ့ငနဲ့ သူ့ပါငါတင်းသားပြတာလား ရှာနဲ့ထိုးတာကိုကင်ပြောင်လေ သူ့ပါဘာနဲ့တူတုံသိလား ဘာလို့တော့ဘာနဲ့ ငါတို့ဒီတတိကုန်းရက်ွက်ထဲကိုဝင်တဲ့လမ်းလိုပဲ အဲ့ဒါတော့ယုံနေတော့မနက်ကတို့ဆိုင်ကားကြီးစီးလာတာတော့ဆိုင်ကားကြီးစီးရပဲဒါပေမဲ့စိတ်တဲ့ဆိုင်ကားကြီးစီးရတယ်အောင်းမေဘူး ဘာစီရတော့အောင်မေလို့ မောင်ရင်လောင်းနေစီးတဲ့မြင်းကြီးစီးတယ်ဒါပေမဲ့ အဲ့ဒါပဲလေနင်းမျက်နှာလေအဲ့ဟို အမလေး တို့လမ်းလိုပဲဟိုဂျိုင်းကွက်တွေးကြည့်ပဲ တို့လည်းတလန်းလုံးဟေးတလန်းလုံးဖြောင်းဖြောင်းနဲ့စီးလာကြမှာရက်ွက်တဲ့အဝင်ကြမှာ အော်အကြီးကြီးပဲအဖက်ကိုမပေါလူရှင်တော်2ယောက်လေးလာပါတယ်လူရှင်တော်2ယောက်လာတာလဲတစ်ယောက်ကအပြူတစ်ယောက်ကအမေအကြိုက်ပါပဲ အေးပြူးချင်လို့ပြူတယ်မဟုတ်ဘူးအဲ့မှာတော့ခုကမှကြောက်လို့မျိုးလုံးကိုပြူထားတာ ဘယ်ရောက်သွားပြီတော့ အဲအစီနဲ့ကြမှာ အေးဟမ်အစီကြမကောင်းဘူးလေ အကွာနဲ့ကြမှာမလို့ဆိုချင်လို့ဆိုပါဟဲ့ အစီနဲ့ကြမကြိုက်ဘူးနော်တောက်တောက်နဲ့ကြလူ2ယောက်နာမည်ရလဲလူ2ယောက်လောက်ခေါ်လိုက်မယ်တောက်စီနဲ့ကြမှာ ဟာ အေးဘိုးမငါလည်းပါတယ်နော်အစီကနောက်မှာ အေး အစီပါ ဟု သေး တ်တ တယ် ယ် ဟုတ်တယ် အစီရများတယ်ငါတို့ဆိုင်နေ လောက်ပေါင်ခေါ်လိုက်မယ်တောက်တောက်စီနဲ့ကြ မ မှာ လေးဘယ်နဲ့တော့ဖြစ် တောက်ပေါက်စီ အဲ့မကောင်းဘူး မကောင်းဘူးလားလက်မြောက်ရပြီလက်မြောက်ရပြီ မလေး မိစ္ဆာပြကိုကစီ နေမလေး ဟုတ်တယ်အဲ့တော့ဒါကတော့ဘုမတို့တထေးကောင်းရှင်မရောတဲ့ဟာလား တထေးကောင်းရက် အဲ့ ကွက် တော့တထေးကောင်းရက်ွက်ကြီးပါနော် ဟုတ်ကဲ့ဗျာ တထေးကောင်းရှင်မရောဘုမတို့တခါမှမရောက်ဘူးသေးပါဘူးရှင် မှန်ပါ ကဲမရောက်ဘူးသေးလို့စူးစမ်းပြရစီရော စူးစမ်းမယ်ဗျာ စူးစမ်းမယ်ဆိုတော့ဘုမတို့အပြောတွေများနေလို့တော့မရပါဘူးရှင် ပြော အ များ ပြော မယ် များရင်နှကြောထားပါတယ်တဲ့ ဟုတ် ကဲဒါကြောင့်မို့ဘုမကတော့အလုတ်ကလေးနဲ့တက်တည်ပြကြည့်အောင် ဟုတ်ကဲ့ဗျာ ကြည့်မလား ကြည့်မယ်ဗျာ ကဲမမပြမယ် ကဲ ပြအဲ့ဆိုလေ တော့အကပြောနေတာ ဟမ် မကြည့်မလား ဒီလိုပင့်ကြည့်ပါလေ မကြည့်မလား ဇိန်ရှိနဲ့ကြည့်ပါ အဲ့ဒါကြည့်ကျင်တယ်ပေါ့ ကြည့်မူ ဟိုစိတ်ကန်းနဲ့လိုက်ခဲ့လားအဲ့နမှာရီရီအားကြီးဆိုတာပြမလို့နော် ဟဲ့လားအမဘလို့မမောင်းမနဲ့ပမတိယဟွာလေဝေရှန်ကြောက်တော်ကနေလာတိပြတာဒီကလေးကမအော်ရင်တီးမပေးဘူး ဩအဲ့လို မအော်ရင်တီးမပေးမအော်မတီးပြီမှာ အဲ့လိုလား तू ကဝေးရှံဦး မလေးဟဲ့ ဆိုင်းဆရာဝေးရှံဦးလား ဆိုင်စရာကြောက်တော်ဆိုင်စရာ ဩဟုတ်တယ်ကမလေးကလေးမမသိချာဘူးသူကနဲ့တစည်းနဲ့ပါလာတယ်ဟုတ်ဟိုးဟဲ့တဲ့လို့ဟိုးဟဲ့ တောင်းပါ ဘာလို့အဲ့ငါအဲ့ဒါဒီမကြိုက်တာနော် ဘာဖြစ်နေအောင်အဲ့နာအဖြစ်နေအောင်လို့လောက်နေဟောင်းအိမ်မှာနေကြကြဆိုမနေကြလိုက်လာသားသမီးတွေ ဟုတ်တာပဲနင်ကကို့မရဆုံးပါနဲ့အသာလေးငိမ့်နေမှာပေါ့နော် ဟုတ်တယ်အဲ့ကြောင့်မပြောနဲ့မင်းသမီးလေးချောရင်ဘာအတွက်မှတ်နေတော့ဘုံမလို့မင်းသမီးလေးချောရင်တော်အောင်ညားတာကဆိုင်းစရာနဲ့ညားတယ်တဲ့ဒါမင်းသမီးလေးပြောပြတာ ဟုတ်တယ် လူရှင်တော်တွေတဲ့ဘာနဲ့ညားတယ်မှတ်နေရောမင်းသမီးနောက်ကလိုက်လာတဲ့ဂျိုးဂျိုးတို့နရွက်ပဲ့လို့ အဲ့ဒါအစင်လေးပါဟဲ့ မပေါ့ဘူးဒါလေးကတော်သေးရဲ့ငါတိခံပြီးပေါင်းရပါတယ် အမေ မကျင်တဲ့လည်း9ရက်လောက်နေပြောင်းသွားပေးမယ် 9ရက်ကိုပဲပေါင်းပေးရအောင် ဒီငါ့ကိုယူမယ်ဆိုတော့ရှားကြည့်ရမှာတရားပေါ့က တို့ညကိုပြီးမှငါမင်္ဂလာဆောင်ပေးမယ်ငါရင်ကလာအောင်မယ်ဟဲ့ဘလက်တီဖူး ဟိုခဏ ဘလက်တီဖူး အဲ့ဒါဘာတော့ ဘလူးတွေဖဲ ဟိုခဏလေး စိတ်ပစပ အဲ့ဒါဘာတော့ စိတ်ပစပ ဘာတော့ စပစပိတ် ငါစိတ်ကျင်ရမ်းမှာဗျာတာနန်စိတ်ကျင်ရမ်းမှာဗျာ
ဟိုနားနဲ့ပတ်စံနေကန်ကြီးဘာလုပ်နေကြတော့လက်ညောင်းမူလားနော် ညောင်းနဲ့ပေးဆက်ရှာပေးလိုက်သူများပေးရမယ်ဟာလို့ကြီးကိုင်းမထားနဲ့ ဟုတ်တယ်နော်ကဲ ခဏလေးမျိုး ကတာမိုးလေးထိပဲချင်းကလို့ရတယ် ရတယ်မကြိုက်တယ်လို့ထိုးလိုက်ရတယ် မဲညီမပြောလေငါနာလာမှချင်းတူဟုတ်ဘူးလားတော့မဲ तू ကမသိ तू ခေါ်ပေးမှရမယ်ပေါ့မဲတဲ့နော်သွားလိုက်တာကောင်းပါလေအဲ့လောက်ကြားနေသိမဟုတ်တော့ဘူး တိတ်သေးကြမှာမဟုတ်ဘူး အဲ့လောက်ကြားနေသိမဟုတ်တော့ ငါမှလက်တွေတုံနေမတော့သေးလို့လားမသိ ဟုတ်တယ်ဟိုနေရဒီချက်ရသွားပြီနော်ခုံမနေရဒီချက်ထိုင်းနေတော့ ဘာဖြစ်တာတော့ မဟုတ်ဘူး နေရလဲကိုချိတ်တယ်လူဆောင်တန်းအောင် အဲ့ကြီးတွေဝင်သွားပြီတော့ဟိုမိုင်းကြောက်မချက်ရသေးဘူးနော်မင်းနေမှာဆိုလို့ ဟုတ်ရတယ်မတလက်စားလဲကျွန်တော်တာချိတ်သွားလိုက်အေး तू ကပြန်ဖြုတ်သွားတာဗျာကြည့်ဦးအမကျွန်တော်ဟိုအရင်တစ်ထောင်ပါတရွက်ပါသေးရဲ့နော်မော်အရင်လေးပဲပြန်ပြီးကပြန်မချရင်မချနဲ့ဒီဘက်လေးကြောင်းချိတ်ပေး ဟုတ်ကဲ့ရတယ် ရမချိတ်တဲ့ဘက်ချိတ် သူတို့ကလူတစ်မျိုးတော့ဒီဘက်ကရောက်ပြီးသားဟာကြဟိုဘက်သွားချိတ်တယ် ထိုက်ပစာငါစီလာချင်းမလားကိုဒီမပူပါနဲ့အိမ်ညဆံမိုးပေးရမှာဟုတ်တယ်အိမ်ညမိမပြန်ရအောင်ပတ်စံတန်းလောကပြန်တာအိမ်ညမိမဘယ်သူမှနေတော့ ဘယ်သူရော အချောဖို့အချောဖို့ ဟေးအဲ့ဒါတော့ဟုတ်တယ်သူမိမညာကြည့်ရတဲ့နာမည်ကအီချောတဲ့ ဟုတ်တယ် ကိုအိမ်ကောင်းရင်ကကိုပိုနဲ့လင်ငယ်တွေလို့အီချောဖို့လို့ပေးလိုက်တာကဲကမရဟေးလို့អော်လိုက်အောင်နော် ခဏနေရော तू ကလည်း तू ရကြလို့ပဲနောက်ကကောင်ကြီးရမယ်ပြုံးလေဒီဘက်တစ်ဘက်ကပခုံးညက်ချင်းနေရတယ်လို့လာကြည့်တာဟိုနာမာကြီးဟိုက်မှာဘုံမကြည့်လေခင်ဗျားတို့ဘုံမခင်ဗျားတို့လည်းဘုံမရောက်တော့လေဘုံမလည်းမကြည့်ဘူးငါကြည့်နေဘာဖြစ်နေတော့ဟိုက်နာပေါ့ဟေးရပေါ့အလွတ်ကျက်ထားကြလား အဲ့ဒါဆုံးသွားတယ်သူ့အဖိုးနဲ့မင်းတူလို့ကြည်နေတာ သူမြတ်သားသမီးဆိုတာညာကြီးလားကဲကောင်းလေးစားမယ်ဟောဟိုက်ချင်းနေမြားနေတယ်ချင်းနေမြားနေတယ် ဟိုကဟေးလို့អော်ပြီးတာဟိုကကံပြားကိုရောက်တော့မယ် မရတယ်ချင်းသေးကို ဟဲ့ဘာလုပ်နေလဲ အဲ့ဩ ဘာချစ်ကြလဲကြောက်ကြမပြောပဲနဲ့ဘာချစ်တာလဲမနာနုံးနာ မနာနုံးနဲ့မနာနုံးနဲ့ ဟဲ့မင်းတီးလေအော်ရင်တီးလေ အော်ရင်ချခိုင်းတာလေဘာလုပ်လဲအဲ့တကယ်အဲ့ ချနော် ကောင်းလေတရားလို့ဘယ်ရှေ့စူးစမ်းပါလေဘယ်ရှေ့ကပြောကြလားချစ်စရာလေးတဲ့ဩဟေးဝေးရှမ်းဦးဟေးယောက်ျားလေးတို့အသက်ပြင်ပတ်တယ်တော့အဲ့အကို ဟေး အကို ဖေးကြီးတက်တဲ့ဆန်းနေပြီးတော့အကိုနဲ့လုံ အကို ဒါကမဖြစ်ဘူးမလား ရှာပေး ရှာပေး ရှာ ဟမ် ရှာပေး ဟမ် ရှာပေး ဟမ် ခွေးရှာကြီးရှာပေးလို့ ဘယ်သူရှာမှာတော့ ရှစ်သူရှာပေးရှစ်သူ ရှစ်သူရှာပေး အမလေးစကားပို့ပြီးတော့ရှစ်သူတယ် ဟုတ်တယ်ရှစ်သူ စကားမပြင်းပြင်းစကင်ထုတ်တင်းတဲ့ဘက်မှာ ဟောတိုင်ကြည့်ပါ ရှစ်သူရှာပေးလို့ ရှစ်သူရှာပေးမယ်ငါရှာပေးမယ်ဟိုးမှာ တွေ့လား ဟိုးမှာဟိုရောက်သွား ဩမလား အဲ့ဒါတော့ဟိုးမှာဟူး မတော်ကနင်းတကယ်အားကိုးလို့နင်းအကြည့်မလို့နင်းကိုရှာခိုင်းတာငါမပြောဘူး ငါလူပဲကြိုက်တာနော်
ဟောတကယ်တော့